ကငါးတကောင်ကိုဖမ်းပြီးကြောကိုခွဲလိုက်တယ်ပြီးတော့အသားတွေကိုပပလေးတွေလှိထုတ်လိုက်တာသူလက်ရဘလောက်သေးတက်လဲဆိုတော့ချက်လိုက်တဲ့ငါးကရေထဲမှာဆက်ကူးနေတော့မယ်သူကဒီနေ့တဝိုက်မှာနာမည်ကြီးဆုံးစဖို့မှုတယောက်ပေါ့ရွာမှာဘသူပဲအလူမင်္ဂလာပွဲလုပ်လို့သူ့ကိုပဲလာခေါ်ချက်ခိုင်းကြတာသူ့လက်ထဲကငကားကောင်းသားနဲ့ဝက်ရက်ကိုရဲကိုတိတိကျကျထိုးထည့်လိုက်တယ်ပြီးတော့အယိုးအတိုင်းဓာတ်ကိုဝိုက်ပြီးပါဇက်ကနေဆွဲထုတ်လိုက်တဲ့အခါဝက်တကောင်လုံးနှစ်ချမ်းကွဲသွားပြီးအသားနဲ့အယိုးကတက်တက်စီဖြစ်သွားတယ်ဒါမှလည်းတွေးတစက်မှမပေးဘူးရွာသားတွေအားလုံးအံ့ဝါမင်တက်သွားကြတယ်ဒါပေမဲ့မထင်မှတ်ပဲသူ့ချက်တဲ့ဟင်းတွေကိုစားပြီးတဲ့နောက်မှာတော့အားလုံးမူဝေပြီးဘိုင်းနာလာကြတယ်ဒါကရှင်းရှင်းလင်းလင်းအစာစိတ်တင်တာပဲသူလည်းနားမလည်နိုင်ဖြစ်သွားတယ်အစားအစာအားလုံးကိုသူကိုယ်တိုင်ပြင်ဆင်ခဲ့တာဘလို့လုံးပြဿနာရှိနိုင်မှာလဲရုတ်တရက်သူတတိယလိုက်တယ်နောက်ဆုံးထည့်လိုက်တဲ့စားကိုသူ့တပည့်ကကမ်းပေးခဲ့တာပဲအဖြစ်မှန်အားလုံးကိုသဘောပေါက်သွားတဲ့သူကတပည့်ကိုဖမ်းပြီးရိုက်တော့တာပဲတပည့်ဖြစ်သူလည်းမခံနိုင်တော့ပဲအမှန်တိုင်းဝန်ခံလိုက်တယ်သူ့ကိုဒုက္ခရောက်အောင်လုပ်ပြီးငကားကောင်းသားကိုလူယူဖို့အတွက်သူ့ကတပည့်ကိုခိုင်းခဲ့တာဖြစ်တယ်ဒါပေမဲ့အချိန်မမီတော့ဘူးရွာလူကြီးကသူ့ကိုထိုးချိတ်လိုက်ပြီးသူ့ရဲ့စဖို့မှုဘဝဖြစ်တဲ့ငကားကောင်းသားဟာမြေပေါ်ကိုပြုတ်ကျသွားတယ်အယောင်တွေမိန်ပြီးတန်ချီးတက်သွားတော့တာပဲဒီလိုနဲ့သူဟာရွာကနေနှင်ထုတ်ခံလိုက်ရတယ်ဒါနဲ့သူမျိုးပေါ်တက်ပြီးစားတောက်ဆိုင်တစ်ဆိုင်မှာစဖို့မှုချုပ်ရာတူကိုရှောက်ထားခဲ့တယ်ဒါပေမဲ့အဲ့ဒီဆိုင်မှာစဖို့မှုချုပ်တယောက်ရှိပြီးသားဖြစ်နေတယ်ဒါကြောင့်ပိုင်ရှင်ကသူတို့နှစ်ယောက်ကိုချက်ပြုတ်ပြိုင်ဖို့ဆုံးဖြတ်လိုက်ပြီးနိုင်တဲ့သူကစဖို့မှုချုပ်ဖြစ်လာမှာပေါ့သူကဧည့်သည်တယောက်ကိုသူ့ရဲ့လက်ထောက်ဖြစ်ဖိတ်ခေါ်ခဲ့တယ်ပြိုင်ပွဲရဲ့ခေါင်းစဉ်ကတော့ဘဲကင်လုပ်ဖို့ပဲစဖို့မှုချုပ်ကဘဲကိုမြင်တာနဲ့စကားတခွန်းမှမပြောဘဲချက်ချင်းအလုပ်စလုပ်တော့တယ်မကြခင်မှာပဲဟင်းပွဲကအဆင်သင့်ဖြစ်ပြီးတီးခင်းလိုက်တယ်ပိုင်ရှင်ကစဖို့မှုချုပ်ရဲ့ဘဲကင်ကိုအရင်မြည်ကြည့်ပြီးအရသာရှိတယ်လို့ထင်ခဲ့တယ်ဒါပေမဲ့ဒီလူကတော့တာမန်ဟင်းတပွဲပါပဲလို့ပဲတုံ့ပြန်လိုက်တယ်ပိုင်ရှင်ကတိတ်မကျေနပ်ဘူးဘဲကင်ကပွဲပြင်လာကြတဲ့ကအေးဆက်နေတယ်လို့ထောက်ပြလိုက်တယ်ပြီးတော့လက်နဲ့စမ်းကြည့်ဖို့လှုပ်လိုက်တဲ့အခါမှာတော့အပူလောင်သွားတော့တာပဲအဲ့ဒီအချိန်မှာဘဲရဲ့အပေါ်ရန်လွာကကွဲအပ်သွားပြီးရေနွေးငွေတွေထွက်လာတယ်တကယ်တော့ဘဲရဲ့အပြင်ဘက်ကိုတကြားလွာနဲ့ဖုံးအုပ်ထားလို့အပူကိုထိန်းထားနိုင်တာဖြစ်တယ်ဒါအပြင်သူကဘဲသားဟာတအေးပြီးဓာတ်ထီတာနဲ့အသားကချက်ချင်းမှသွားတမန်တိထားတယ်ဒါကြောင့်ဒီဘဲကင်ကိုအတွင်းအားသုံးပြီးပြင်ဆင်ခဲ့တာပါပိုင်ရှင်ကမြည်ကြည့်လိုက်တဲ့အခါသူစားဘူးသမျှထဲမှာအကောင်းဆုံးဘဲကင်ဖြစ်နေလို့ချက်ချင်းပဲအထင်ကြီးသွားတော့တယ်